ပန်းကြဖို့အစဉ်လေးထိုးထားပြီးတယ်ဝါချီပန်းတို့ရှိလို့အိတ်ကတ်တစ်ခတ်ပါလေးဖြစ်ပါတယ်ဖွားမေတို့ကြရတဲ့ထည့်လေးတွေဖြစ်လို့ပန်းဆိုင်လေးတွေကိုအမျိုးမျိုးပြောင်းလဲပြီးချုပ်လုပ်ပေးခဲ့တယ်ဆိုတော့မမားပါဘူး40ဒီနေ့ဒီလေး6ဆိုပြီးလေးဆိုင်လာပါတယ်ကာလာလိုင်းက10ရောင်လိုင်းလာပါလိမ့်ရှင်3နဲ့5တဲ့10တဲ့အရောင်မျိုးလက်ကားကြီး6000ကျပ်နဲ့ရယူပန်းတယ်မှာပြီကျေးဇူးပါ